အားလုံးပဲမင်္ဂလာပါဒီနေ့ကကြတော့ကျွန်တော်အင်ဒိုနီးရှားဖူးဖြစ်တဲ့ဘတ်ဆိုခေါက်ဆွဲကိုစားပြမှာဖြစ်ပါတယ်ဒီခေါက်ဆွဲကိုစားလိုက်မယ်ဆိုလို့ရှိရင်အဓိကပေးခြင်းတဲ့ message ကနှစ်ခုရှိတာပေါ့နော်သူတို့ချက်ထားတဲ့ကြက်သားရဲ့ကြက်သားအနှင်ကဲပေါ့နော်ပြီးလို့ရှိရင်အထဲမှာပါတဲ့ဘာဆိုလို့ခေါ်တဲ့အဲဒီကြက်ပြုတ်ကြီးရဲ့မိဘော်ရဲ့ပေါ့နော်အဲဒီနှစ်ခုကိုအဓိကပေးခြင်းတာဒီခေါက်ဆွဲထဲမှာဘာတွေပါမလဲဆိုလို့ရှိရင်ဂျုံခေါက်ဆွဲကိုသူကနှက်ထားတာပေါ့နော်ပြီးလို့ရှိရင်မီဘောပါမယ်ပြီးလို့ရှိရင်ချစ်ကန်ပါမယ်ပြီးလို့ရှိရင်မုံညင်းရပါမယ်သူကမုံညင်းရထည့်ထားတယ်ဒီခေါက်ဆွဲလေးကကြတော့သူကအရသာကအချိုအရသာလေးပေါ့နော်အဆက်ကြိုက်တဲ့လူတွေကကြတော့သူတို့homemade လုပ်ထားတဲ့အဲဒီ Indonesia spicy sauce ကိုပေါ့နော်ထည့်စားလို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ရိုးရိုး sauce ထည့်စားလဲရပါတယ်ကျွန်တော်အခုတုံးညံ့လိုက်တဲ့အရာလေးကကြတော့ meatball အသားလုံးလေးဖြစ်ပါတယ်เนาะသူကစားလိုက်လို့ရှိရင်ပါဇက်ထဲမှာနူးအီပြီးတော့เนาะအဲ့လိုအရန်နဲ့စားလို့ကောင်းတယ်ဒါကကြတော့ငြုပ်ကြီးထည့်ထားတဲ့အနေထားလေးဖြစ်ပါတယ်ဒါကကြတော့ order မှာထားတော့မစားခင်ဓာတ်ပုံလေးဟိုရှောက်ရိုက်တီရှောက်ရိုက်လုံးနေတာဖြစ်ပါတယ်ကျွန်တော်ဘေးမှာပါလာတဲ့တငယ်ချင်းကကြတော့သူကကြတော့ fried chicken နဲ့သမင်းဖြူနဲ့မှာစားတာအဲ့ဒါလည်းစားလို့ကောင်းတယ်တော်တော်လေးဘိုက်စာနေမို့လို့ဆွဲလိုက်အောင်ဒီဗီဒီယိုလေးမှာသူများတွေလိုမျိုးလှလှပပမစားနိုင်တာတော့တီးခံပြီးတော့ကြည်ပေးကြပါလို့မြတ်တာရက်ခံပါတယ်ကိုကတကယ်လို့အင်ဒိုနီးရှားစားတောက်ဆိုင်နေသွားတာပဲဖြစ်ဖြစ်ပေါ့နော်သွားစားကြည့်တာပဲဖြစ်ဖြစ်ဒီဘာဆိုခေါက်ဆွဲလေးကိုစားကြည့်ဖို့အကြံပြုပါရနော်သူကအင်ဒိုနီးရှား international food ဖြစ်တဲ့အတွက်ဆိုင်တိုင်းလိုရမှာဖြစ်ပါတယ်ကဲဒီနေ့ဗီဒီယိုလေးကကြတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်ကဘယ်လိုအစားအသောက်တွေနဲ့တင်ဆက်ပေးဦးမလဲဆိုတာကိုဆက်လက်ပြီးတော့စောင့်ကြည့်ပေးပါဦး